အားလုံးပဲမင်္ဂလာပါဒီတစ်ခေါက်ပြပေးမှာတော့လေဆိုင်နေမှာဝယ်စားတဲ့ပုံစံအတိုင်းချွတ်ချွတ်ရွရွကြက်ကြော်ကြော်နီးလေးကိုပြပေးမှာဖြစ်ပါတယ်ကြက်ကြော်ကြော်နီးမပြောပြခင်ပေါ့နော်ကြက်ဘယ်လိုကန်ရလဲဆိုတာကိုပြပေးမှာဖြစ်ပါတယ်ဒီခြေထောက်ကလေးကနေပြီးတော့ဆွဲကန်လိုက်ပေါ့နော်ပြီးအမှအရာလေးရှိတယ်အဲ့ဒီပေါင်မှာဆိုမှအရာလေးပေါ့နော်အဲ့ပုံဗီဒီယိုထဲမှာပြထားသလိုပေါ့အဲ့အရာလေးတိုင်းပဲဖြည်းဖြည်းလေးလီးသွားမယ်ဆိုရင်လေအဲ့ဒီပေါင်ထိပ်တနေရာလေးပဲအယိုးနုရှိတယ်အဲ့ဒီ joint လေးကိုခုတ်လိုက်ရင်ထုတ်ပြမယ်နော်အမှလေးအဲ့အရာအတိုင်းပဲအဲ့တိုင်းလေးပဲဓာတ်ကိုသွားပါတော့အမှအရေပြားလေးကနေဖြည်းဖြည်းချင်းလှီးသွားမယ်ပတ်ပတ်လေလေးအဲ့ဒီအစ်စ်နေရာလေးတစ်ခုပဲရှိတာအဲ့ဒါလေးအသားလေးဖြည်းဖြည်းလေးဓာတ်အရင်ထပ်လို့ရှိရင်ပေါ့ဟိမဓာတ်ကထပ်တယ်တစ်ချက်ကလေးပဲလွယ်ကူကူပဲဖြတ်လို့ရအဲ့နေရာပဲအယိုးစုံတဲ့နေရာအဲ့နေရာလေးကိုပဲလေတစ်ချက်ပဲရှိတာပေါ့နော်အဲ့ဒါလေးနည်းနည်းလေးဖြီးပြီးဖြတ်လိုက်ရင်ရောက်ပါလွယ်ပါတယ်ချောင်းရပြီဆိုတော့လေတောင်ပန်လေးဆက်ခုတ်လိုက်အောင်မယ်နော်တောင်ပန်လေးလေထိုနီးတူစွာပဲသူ့ရဲ့အကျော်အရာလေးအတိုင်းကိုပဲအလိုက်တင်လေးသွားမယ်ဆိုရင်လေဂုတ်နဲ့အတကုံမိဓမ္မကြီးနဲ့ခုတ်เสียမလို့လွယ်ကူကူလေးပဲဓားလေးနဲ့လှိဖြတ်လို့ရပါတယ်ဒီမှာဗီဒီယိုထဲမှာလုပ်ပြတဲ့အတိုင်းပေါ့နော်တအားကိုလွယ်ပါတယ်ဖတ်လဲအဲ့လိုပဲဖြတ်လိုက်ပါမယ်နော်ခေါင်းတော့မစားတဲ့အတွက်ဖြတ်ထုတ်လိုက်မယ်နော်ခြေထောက်နဲ့တောင်ပန်နဲ့ဖြတ်ထုတ်ပြီးပြီဆိုတော့လေခန္ဓာကိုယ်လေးကိုလေဒေါင်လိုက်လေထောင်ပြီးတော့လွယ်ကူကူပဲလှိထုတ်လိုက်ပါမယ်နှစ်ချမ်းလေးပေါ့နော်အဲ့နာလေးတစ်ချက်တော့အယိုးရှိတော့နည်းနည်းလေးတော့ခုတ်ရတယ်အဲ့တစ်ချက်ပဲခုတ်ရတာကျန်တာတွေကတော့ခုတ်เสียမလိုပါဘူးရီလေးကနှစ်ချမ်းရပြီဆိုတော့လေအပေါ်ချမ်းနဲ့အောက်ချမ်းပေါ့နော်အောက်ချမ်းလေးကိုကြတော့နှစ်ပိုင်းပြန်ပိုင်းလိုက်မယ်အထဲထဲကကလီစာတွေပါမတန့်ဘူးဆိုလဲတခါတည်းထုတ်လိုက်ပေါ့နော်ဖင်စီဘူးလေးဖြတ်ထုတ်လိုက်မယ်ကြက်ကြော်ရင်ကြတော့ခြေထောက်ကြီးကိုမကြိုက်ဘူးအားကြောင့်ဒူးစင်နာကနေပြီးကပ်ပြီးတော့ဖြတ်လိုက်မယ်ခြေထောက်ကနောက်ကျမှဟင်းကြိုတွေပါချက်ရင်ပြန်သုံးကျင်သုံးပေါ့နော်ဒူးစင်နာကနေကပ်ပြီးတော့ပဲဖြတ်လိုက်တယ်ကြက်ပောင်လေးတွေဆိုကင်ပြီးစားလို့ရအောင်လေရင်ပုံကြတော့လေးတုံးထွက်တာပေါ့နော်အဲ့လိုအလေရထက်ချမ်းအရင်ချမ်းလိုက်မယ်ပြီးရင်နောက်တစ်ခါနှစ်တုံးစီပြန်တုံးလိုက်မယ်အဲ့ဆိုစုပေါင်းကြက်ကြော်လေးတုံးရတယ်ရှင်ပုံနဲ့ပေါင်နဲ့ကတော့အသားအများဆုံးပေါ့ဘာလို့ကြက်ခုတ်တာထည့်ပေးလဲဆိုရင်ကိုတိုင်းလည်းအရင်ကြက်မခုတ်တတ်ဘူးအမျိုးသားကပဲအမြဲကင်ပေးတာပေါ့နော်အဲ့ဒါကြောင့်မလို့ကိုလိုပဲမခုတ်တတ်တဲ့လူတွေလိုက်ပြီးတော့အလွယ်တကူကြီးလို့ရအောင်ဆိုပြီးတော့ပေါ့နော်ရွေချက်နဲ့ထည့်ပေးတာဖြစ်ပါတယ်ဒါကြက်တကောင်လုံးမှာပေါ့နော်ခုတ်ပြီးွားလို့ရလာတဲ့အတုံးလေးတွေကိုစီပြတာပေါ့နော်တောင်ပန်လေးနှစ်ချောင်းရယ်ပေါင်နှစ်ခုရယ်ရင်ပုံလေးတုံးရယ်အောက်ပိုင်းကနှစ်ခုရယ်အားလုံးပေါင်းစုပေါင်း10တုံးပေါ့နော်ကြက်ကြော်10တုံးရပါတယ်အဲ့တောင်ပန်လေးကိုလေအဲ့လို3ကန်ပုံစံလေးလုပ်လိုက်သေးလားအဲ့လိုပေါ့နော်ပြန်ပြီးအခုလုပ်ပြသလိုပေါ့ twist ကလေးလုပ်လိုက်3ကန်ပုံစံလေးအဲ့ဆိုကြက်ကြော်ရင်လှတာပေါ့နော် KFC ကြက်ကြော်တို့ McDonald တို့လိုမျိုးကြက်ကြော်စနီးလေးကိုပြပေးမှာဖြစ်ပါတယ်ကြက်ကြော်ဖို့အတွက်ပေါ့နော်အမှုတ်လေးတွေ marinate လုပ်ဖို့အတွက်လုံနည်းလေးပြပေးမယ်နော်စားလေးစွန်းလိုပါတယ်ကြက်သွန်ဖြူအမှုတ်ပေါ့နော်ပေါက်တာပိုကြိုက်တယ်မတူဝဘူးပေါ့ဒီလားအဲ့ဒါကြက်သွန်ဖြူအမှုတ်တစ်စွန်းကြက်သွန်နီအမှုတ်တစ်စွန်းစားလေးစွန်းငရုတ်ကောင်းမှုတ်တစ်စွန်းဒါပဲလိုပါတယ်အားလုံးကိုလေရောသမအောင်မှွေပြီးသွားလို့ရှိရင်စောတော့ရေးဆေးပြီးတော့စကားစစ်ထားတဲ့တက်သားတုံးနေနဲ့တေချာလေးနေပြီးတော့ရေခဲတက်တာထဲမှာ8နာရီကြာအောင်လို့နှပ်ပေးထားမယ်ဆိုလို့ရှိရင်ပေါ့နော်အဲ့ဒီကြက်ကြော်လေးကအဲ့ KFC တို့ဘာလို့မှစားတယ်လို့မျိုးလေငရုတ်ကောင်းနဲ့မှုန့်လေးနဲ့အရန်ကိုရတာရှိပါတယ်ရေးဆေးထားတဲ့တက်သားတုံးလေးတွေကိုလေအဲ့ဒီစောတော့အမှုန်လေးတွေလို့တလောက်ထည့်ပြီးတော့အကုန်ထည့်တာပေါ့နော်အကုန်ထည့်ပြီးတော့တေချာလေးတမအောင်နေပြီးပါမယ်တီတီချာလေးအရသာလေးတွေဝင်အောင်နှံ့ဆန်အောင်နေပြီးရင်လေပလတ်စတစ်ဝက်ကလေးနဲ့ပိတ်ပြီးတော့8နာရီကြာအောင်ရေခဲတစ်တာထဲမှာနှက်ထားလိုက်ပါမယ်8နာရီကြာတဲ့အခါမှာလေပြန်ထုတ်ပြီးတော့ကြော်ဖို့ပြင်ပါမယ်လိုအပ်တာကတော့စီရယ်နွားနို့ရယ်plain flour ဆိုတဲ့ဂျုံမုန့်လေးရယ်ပဲလိုပါတယ်နွားနို့မရှိရင်ရေနဲ့လုပ်လဲရပါတယ်နော်စီပူလာရင်လေကြော်မဲ့ကြသားလေးကိုနွားနုရဲကိုအရင်နှစ်လိုက်တယ်ပြီးတော့စောကဂျုံမှုတ်သေးကိုထည့်ပြီးတော့ဟိုဘက်ဒီဘက်လှန်လိုက်တယ်ခက်ချမ်းလေးပြန်ခါထုတ်လိုက်တယ်အမှုတွေ
အများကြီးကပ်ပြီးတော့လေပြစ်ထွေးနေရင်စားမကောင်းပါဘူးအဲ့ဒါကြောင့်မလို့နို့ထဲတစ်ခေါက်ထည့်တယ်ဂျုံမုတ်ထဲကိုခက်မြန်မြန်လေးထည့်လိုက်တယ်ပြီးရင်ခက်ကြကြမ်းလေးပြန်ခါထုတ်လိုက်တယ်ပြီးရင်စီတဲအိုးထဲကိုတစ်ခါတည်းထည့်ကြော်လိုက်တယ်အဲ့ဒါဆိုရင်လေစိုင်မာစားတဲ့အတိုင်းပေါ့နော်အပြင်သားကြီးကလည်းတအားထူထူကြီးဖြစ်မနေပဲနဲ့ခပ်ပပလေးနဲ့ကျွတ်ကလေးနဲ့ကြော်ကြော်ကိုရပါတယ်ဒါတောင်မှန်လေးမလို့သတိကံပုံလေးချိုးလိုက်တာပါကဲဆက်ကြော်လိုက်ပါဦးမယ်နော်ကြော်ကြော်ရာလေ deep fry မလို့စီတော့များများလိုပါတယ်ကြော်လေးတဝက်လောက်အထိစီမြုပ်ဖို့တော့လိုတာပေါ့နော်တစ်ဖက်ကြလိုက်တစ်ဖက်ကိုလှမ်းပေးပါပြီးကြလို့ရှိရင်စကားလေးစစ်ထားလိုက်ပါအဲ့ဒါဆိုစားလို့ရပါပြီဒီကြော်နီးလေးကတော့အချိုပေါ့နော်အချိုပဲပြောရမှာပေါ့အဆက်မပါဘူးဆိုတော့လေကလေးလေးတွေလည်းစားလို့ရပါတယ်အိမ်ကသမီးလေးဆိုရင်တတုံးနှစ်တုံးလေးပါလောက်ကိုစားနိုင်ပါတယ်သူဆိုကြော်တအားကြိုက်ပါတယ်အပြင်ကဟာကျွေးရထက်ကွက်ကိုအိမ်မှာတန်ရှင်းရှင်းကြော်ပြီးကျွေးတော့စိတ်လေးတန်တာပေါ့နော်စီကလည်းပြေးဝစီဖြစ်မနေဘူးပေါ့နော်ကလေးတွေအတွက်လည်းတင့်တော်ပါတယ်ဗီဒီယိုလေးကြည့်ရှုပေးလို့ကျေးဇူးတင်ပါတယ် like and share လေးလုပ်သားပေးဖို့မမေ့ပါနဲ့နော်ကြော်လေးတွေရပြီဆိုတော့ပူပူရုံးလေးကိုကျွတ်နဲ့ငရုတ်စီလေးနဲ့တို့ပြီးတော့စားလိုက်ပါအောင်မယ်နောက်ထပ်ဗီဒီယိုတွေမှာလည်းပြန်လည်ဆုံတွေ့ကြမယ်နော် bye bye